TikTok ဝန်ကြီးကမောင်မအားလုံးပဲမင်္ဂလာပါနော် TikTok ဝန်ကြီးကမောင်မရဲ့အလုပ်တစ်ဖက်နဲ့အပေါ်ငွေရှာရည်နဲ့သူများအတွက်ကွန်မွန်ပလက်ဖောင်းစီးပွားရေးစနစ်တက်ကလေးလာပြီးညရပေးရခြင်းဖြစ်ပါရဲ့နော်အရင်နေ့များကြီးမလို့900ပတ်ရှိုံနဲ့အောင်နေစွာတစ်သက်လုံးစီးပွားရေးရှာလို့ရတဲ့အကောက်ကလေးပါသူကဘာရဲ့ကောင်းလဲဆိုတော့ငွေလက်တော်ဝင်တယ်ငွေလက်တော်ကြမ်းမင်းဝင်တယ်ကိုယ့်ဘက်ကစူးစမ်းရင်စူးစမ်းသလိုလဲရတယ်အဓိကမေမွေးတဲ့တက်တဲ့ပညာဆိုတော့ဘယ်သူမှမရှိဘူးလေဒါကတော့သင်ယူရမယ်လေ့လာရမယ်အဓိကတငယ်ချင်းတို့ညီကောင်မောင်နှမတို့အကောက်ဖွင့်ကျင်တယ်ဆိုရင်ကျွန်တော်ဖွင့်ပေးမယ်တငယ်ချင်းတို့ဖွင့်တတ်တယ်ဆိုရင်တငယ်ချင်းတို့တိုင်ဖွင့်မဖွင့်တတ်ဘူးဆိုရင်ကျွန်တော်ဖွင့်ပေးရပါဆိုရင်ဓာတ်ပုံရဲ့ဖုန်းနံပါတ်ရဲ့နာမည်စာရဲ့အဲ့ဒါရအဓိကပဲလေတကယ်လို့စူးစမ်းခြင်းသိရှိရင်ကျွန်တော်ဆက်သွယ်ကြပါ TikTok မှာ Facebook link ရှာထားပါတယ်